ကျမကရင်ကိုဖိကင်ထားရင်နောက်ကိုတဖြည်းဖြည်းဆုတ်သွားပြီးအလွန်ကြုံမလုပ်ပါနဲ့ဒီနေရာကအကိုကြီးရဲ့အိမ်မှာလို့ပြောလိုက်တယ်ပေ့ရင်ကခါးတီးစွာပြုံးပြီးမင်းကငါ့ကိုဒီလောက်အထိပဲညှင်းပယ်မှလားကျမကခေါင်းငုံထားပြီးကြောက်လန့်လွန်းလို့ဘာမှမပြောနိုင်ဘူးပေ့ရင်ကဆက်ပြောတယ်အရာအလုံးကအခုထိအဆောက်မပြိုးသေးဘူးငါတို့ပြန်စကနေစလို့ရသေးတယ်ဘာကြောင့်မင်းကအပြင်လူတယောက်နဲ့လွယ်လွယ်ကူကူလက်ထပ်လိုက်ရတာလဲကျမကခေါင်းရင်းရင်းနောက်ဆုတ်သွားပြီးရှင်ဘာပြောနေတာလဲကျမနားမလည်ဘူးအခုထွက်သွားလိုက်ပါမဟုတ်ရင်လူခေါ်လိုက်မယ်ကျမတလန်းဆုတ်တိုင်းသူကတလန်းလိုက်တိုးလာတယ်သူကမထီမဲ့မြင်ပြုံးပြီးអော်လိုက်လေငါမင်းကိုတေချာပေါက်ခေါ်သွားမှာပဲဒီကဘာမှာငါ့ကိုတားနိုင်မဲ့သူဘသူရှိလို့လဲအဝေးမှာလူတစုလာနေတာကိုမြင်လိုက်တော့ကျမချက်ချင်းပြုံးမိသွားတယ်ကံကောင်းလို့အချိန်မီရောက်လာကြတာပဲကျမမျက်ရည်ညှစ်ထုတ်ပြီးဝမ်းနည်းစွာអော်လိုက်တယ်အဖွားကြီးအဖေမေခင်မွန်းရေမြန်ကယ်ကြပါအောင်ဒုတိယအကိုကဘာမကောင်းတဲ့အရာဝင်ပူးခံထားရတယ်လို့ပဲအခန်းထဲကိုအတင်းဝင်လာပြီးကျမနားမလဲတဲ့စကားတွေလာပြောနေတယ်အဲ့ဒီနေ့မှာအဖွားကြီးအဖေအမေတို့ရဲ့မျက်နှာတွေအကုန်လုံးမဲမောင်သွားတယ်ကျမရဲ့ခင်ပွန်းကတော့ကျမကိုရင်ခွင်ထဲခိုင်ခိုင်မာမာဆွဲဖက်ထားတယ်မြေကြီးပေါ်မှာလဲကျနေတဲ့ပေရင်ကိုကြည့်လိုက်တယ်သူကကျမခင်ပွန်းရိုက်နှက်ထားလို့မတ်တက်တောင်မရက်နိုင်တော့ဘူးကျမခင်ပွန်းကမျက်နှာတင်းတင်းနဲ့အဖေကိုပြောတယ်ကျွန်တော်ဇနီးနာကျင်ရင်ကျွန်တော်လည်းနာကျင်တယ်ပေရင်ရဲ့လောက်ရက်ကအလွန်မစင်မချင်ဖြစ်တယ်စိတ်တက်လည်းမကောင်းဘူးဒီလိုလူကမိသားစုရဲ့ဂုဏ်သိက္ခာကိုမထိန်သိမ်းနိုင်ဘူးဒီအတိုင်းဆက်ထားရင်မာကွေးအိမ်တော်ကိုပါဒုက္ခရောက်စေလိမ့်မယ်အခုထိသူ့ကိုကာကွယ်ပေးခြင်းသေးလားဒီနေ့လူဆောင်တက်ဆောင်ရှိနေတယ်အခုဆုံးဖြတ်လိုက်ပါသူ့ကိုရွေးမလားကျွန်တော်ကိုရွေးမလားသူ့ကိုရွေးရင်ဒီနေ့ကစပြီးကျွန်တော်တို့လင်မယားနဲ့မာကွေးအိမ်တော်ကြားဘာပတ်သက်မှုမှမရှိတော့ဘူးကျွန်တော်ကိုရွေးရင်တော့ကျွန်တော်နဲ့ဆွတ်အိမ်ပြန်သွားပြီးနောက်ဒီလူကိုအိမ်မှာထပ်မတွေ့ချင်တော့ဘူးအဲ့ဒီလိုပြောပြီးတာနဲ့ကျမလက်ကိုကင်တာမြင်လဲစီရှောက်သွားတယ်လမ်းမှာသူကကျမနာနာကိုတိုးတိုးလေးပြောတယ်ဆွတ်မကြောက်နဲ့ငါတို့အိမ်ပြန်ရောက်တာနဲ့ဒီလူကမင်းရှိကနေထားဝရပျောက်ွယ်သွားလိမ့်မယ်ကျမမျက်လုံးတွေတောက်ပသွားပြီးအားရပါရခေါင်းငိတ်လိုက်တယ်ကောင်းတယ်မင်းအိမ်တော်ကိုပြန်ရောက်တဲ့အခါအမကကျမကိုမြင်တာနဲ့မျက်လုံးကြီးရဲသွားတယ်အမကကျမလက်ကိုစုပ်ကင်ပြီးခေါင်းကနေခြေပြားအထိအကြိမ်ကြိမ်စစ်ကြည့်နေတယ်ရက်3ရက်အတွင်းရောင်နှင်းမာကွေးအိမ်မှာကျမဒုက္ခရောက်နေမလားဆိုပြီးစိုးရိမ်နေတာအမကမေးတယ်သူကနင့်ပေါ်ကောင်းရဲ့လားကျမကရှက်ပြုံးလေးနဲ့ခေါင်းငုံပြီးပြန်ဖြေလိုက်တယ်အရန်ကောင်းပါတယ်အမကခဏလောက်တိတ်သွားတယ်ဝမ်းနေတဲ့အရေးလေးဖြတ်တန်းသွားပေမဲ့မကြခင်ပြန်ပြုံးလာပြီးဒါဆိုကောင်းတာပေါ့အမလည်းစိတ်ချနိုင်ပြီကျမလည်းအပြုံးဖြော့လေးပြုံးလိုက်တယ်ရုတ်တရက်အမကထပ်ပြောတယ်တလအကြာဆိုအမလည်းလက်ထပ်တော့မယ်အဲဒီနောက်ကျမတို့ညီမ2ယောက်ကမိသားစု2ခုမှခွဲနေကြရတော့မယ်ဘာလို့မှန်းမသိဘူးအမရုတ်တရက်ကြောက်လာတယ်အရင်လိုတအိမ်ထဲမနေတော့ဘူးဆိုတော့ငါတို့ရဲ့တန်မဏိလိုခိုင်မာတဲ့ဆက်ဆံရေးကအရင်လိုပဲရှိနေအောင်မလားဆွတ်နင်အမကိုတနေ့ကျစိတ်ကုန်သွားမှာလားအမနဲ့2ယောက်ဖက်ကအဝေးကြီးမှာယာဒူးသွားထမ်းရရင်နင်းစာတွေကိုမရတော့ဘူးလားအရင်ဘဝတုန်းကကျမအသက်ရှင်နေသမျှလစဉ်အမစီစာရေးပို့ခဲ့တယ်ဒါပေမဲ့ကျမတည်သွားတဲ့နောက်ဘယ်သူမှသတင်းမပို့ရင်အမကကျမစာကိုမျှော်ရင်းဒီနေ့လိုကြောက်ရွံ့နေခဲ့မှာလားဒီတွေးကိုတွေးလိုက်တာနဲ့မျက်ရည်တွေထိမရတော့ဘူးကျမကအမရင်ခွင်ထဲပြေးဝင်ဖက်ပြီးဂရိပေးလိုက်တယ်မဖြစ်နိုင်ပါဘူးကျမဘယ်တော့မှအမကိုစိတ်မကုန်ဘူးဒီတစ်သက်လုံးမဖြစ်ဘူးကဘာအဆုံးထိပဲဖြစ်ဖြစ်ပင်လယ်အဆုံးထိပဲဖြစ်ဖြစ်ကျမရဲ့နှလုံးသားထဲမှာအမကိုအမြဲတည်းရနေမှာပါအိမ်ပြန်ရောက်ပြီးနောက်ကျမစိတ်တက်ကြနေခဲ့တယ်ပေရင်ကကျမကိုဖတ်ထားရင်းနှစ်သိမ့်ပေးတယ်အမကိုလွမ်းရင်အချိန်မရွေးသွားတွေးလို့ရတယ်ဆွတ်မင်းလှုပ်ချင်တာမှန်သမျှငါအားလုံးခွင့်ပြုတယ်သူ့ရဲ့နှစ်သိမ့်စကားတွေကြောင့်ကျမရဲ့စိတ်အခြေအနေတဖြည်းဖြည်းကောင်းလာခဲ့တယ်ပေရီကိုလင်နန်ဒေတာကိုနှင်ထုတ်လိုက်တယ်ဆိုတဲ့သတင်းလဲကြားရတယ်အဲ့ဒီညမှာကျမကထမင်းတောင်ပကံတဝက်ပိုစားနိုင်ခဲ့တယ်အဲ့ရထဲမှာပေရင်ရဲ့ရင်ဘတ်ကိုမှီရင်းမေးလိုက်တယ်သူ့ကိုဘာလို့နှင်ထုတ်လိုက်တာလဲပေရင်ကပြုံးပြီးပြန်ဖြေတယ်တခြားသူကိုမလေးစားတဲ့လူကရန်သူလုံးမိတာတာမန်ကိစ္စပဲကျမကခေါင်းငိတ်လိုက်တယ်ဒါဆိုအရန်ကောင်းတာပေါ့တကယ်တော့အရင်ဘဝကပေရီလက်စားထားတဲ့အဖြစ်တွေကိုသူ့ရန်သူအရာရှိတွေစီတိတ်တိတ်လေးပေးပို့တောင်စီစဉ်ထားခဲ့တာအခုတော့ကျမအလုပ်တောင်တက်တာသွားပြီကျမကပေရင်ရင်ခွင်ထဲပိုတိုးဝင်ရင်ပျော်ရွှင်စွာပြုံးလိုက်တယ်ဒီညတော့ချုံမြင်လှပတဲ့အိမ်မက်တစ်ခုမရမယ့်ညပဲကျမမျက်လုံးမှိတ်လိုက်တယ်ပေရင်ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်သွားခဲ့တယ်အပြင်ဘက်မှာတော့လားပြေဝင်းကြီးကကောင်းကင်ပြာပေါ်မှာတောက်ပနေပြီးတောင်ကြားထဲကလင်းငင်းကတိတ်ဆိတ်ငြိမ်သက်နေတယ်ဒီဘဝဟာမင်းဆွေအတွက်အပျော်ရွှင်ဆုံးဘဝဖြစ်ခဲ့တယ်